နဂါးရုပ်ကိုအသက်သွင်းခြင်းနဲ့စက္ကန့်တူပြိုင်ပွဲကောင်လေးကသူ့ရဲ့ဓာတ်မှတ်မျက်စိ Ray Vision စွမ်းအားကိုသုံးပြီးကြည့်လိုက်တဲ့အခါမှာတော့တခဏအတွင်းမှာပဲနဂါးရုပ်ကြီးကလူတစ်ယောက်အဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနဂါးမှာမျက်လုံးမရှိတာကိုတွေ့ပြီးကောင်လေးအံ့ဩသွားခဲ့တယ်ဒါနဲ့သူကဖန်ကော်လီနှလုံးထုတ်ပြီးနဂါးရဲ့မျက်တွင်းထဲကိုထည့်ပေးလိုက်တာပေါ့ချက်ချင်းဆိုသလိုပဲနဂါးရုပ်ကြီးကတက်ရှိထင်ရှားနိုးထလာခဲ့တော့တယ်နဂါးကြီးစီကထွက်လာတဲ့ဟိန်းတန်ကြီးကြောင့်လူတွေအများကြီးစုအုံရောက်ရှိလာကြတယ်။အဲ့ဒီအခါမျိုးနွယ်စုကောင်းဆောင်ကဒီနဂါးကြီးကိုအသက်သွင်းနိုင်တဲ့သူဟာငါတို့မိသားစုရဲ့နောက်ထပ်ဆက်ခံသူဖြစ်ရမယ်လို့ချက်ချင်းပဲကြေညာလိုက်တဲ့ကောင်လေးကလည်းကျွန်တော်အသက်သွင်းလိုက်တာပါလို့ချက်ချင်းပြောပေမဲ့စိတ်ပျက်စရာကောင်းတာကမျိုးနွယ်စုဝင်တွေကသူ့ကိုဝိုင်းရကြတာပါပဲပြီးတော့သူတို့အားလုံးကပဲနဂါးကိုအသက်သွင်းခဲ့တာပါဆိုပြီးကိုစီကိုငါအပိုင်စီးပြောဆိုကြတော့တယ်ဒါနဲ့ပဲမျိုးနွယ်စုကောင်းဆောင်ကဘသူဟာအဖိုးတန်ဆုံးယတနာကိုရှာဖွေနိုင်မလဲဆိုတဲ့ယတနာပြိုင်ပွဲတစ်ခုကိုကျင်းပပေးခဲ့ပြီးနိုင်တဲ့သူကိုမျိုးနွယ်စုကောင်းဆောင်ဖြစ်ခန့်အပ်မယ်လို့ဆုံးဖြတ်လိုက်တဲ့ကောင်လေးရဲ့အတော်ဖြစ်သူကပန်းအိုးတစ်လုံးကိုရွေးချယ်ပြီးသူ့ရဲ့ဝမ်းခွဲကတော့မိအိမ်အိုကြီးတစ်လုံးကိုရွေးခဲ့တယ်ပြီးတော့အဲ့ဒီဝမ်းခွဲကကောင်လေးလိုမရွေးနိုင်အောင်ကြွေတဲ့ပစ္စည်းတစ်ခုကိုတမင်တက်ရိုက်ခွဲပစ်လိုက်သေးတယ်ကောင်လေးရဲ့အမေကကြွေတဲ့တစ်ခုကိုလှမ်းယူဖို့လုပ်ပေမဲ့အကွဲကြောင်းတွေဖြစ်နေတာကြောင့်လက်လျှော့လိုက်ရတဲ့ပြိုင်ပွဲအချိန်ကလည်းကုန်ခါနီးနေပြီဖြစ်လို့ကျန်တဲ့ယတနာတွေကဘာကိုရွေးရမှန်းမသိပဲအမေဖြစ်သူတုံဆိုင်နေခဲ့ရရှာတယ်အဲ့ဒီအချိန်မှာကောင်လေးကသူ့ရဲ့ဓာတ်မှတ်မျက်စိစွမ်းအားကိုထပ်သုံးပြီးကြည့်လိုက်ပြန်တဲ့ယတနာတွေအားလုံးကလူတွေဖြစ်ပြောင်းလဲသွားပြီးသူတို့ဘယ်ကလာတယ်လဲဆိုတာကိုကောင်လေးကိုပြောပြကြတယ်ကောင်လေးကလည်းသူ့အမေကိုပကြီးကားတစ်ချက်ကိုအမြန်ရွေးခိုင်းလိုက်ပေမဲ့အားလုံးကတော့တင်းပကြီးကားဟာအတူကြီးဆိုတာအထင်ရှားမြင်နေရတာကြောင့်သူတို့သားမိကိုဝိုင်းရကြပြန်တယ်အဲ့ဒီနောက်မျိုးနွယ်စုကောင်းဆောင်ကသူတို့ရွေးချယ်ထားတဲ့ယတနာတွေရဲ့တန်ဖိုးကိုဆုံးဖြတ်ဖို့အတွက်တယောက်ချင်းစီကိုရှင်းပြခိုင်းတဲ့ကောင်လေးရဲ့အတော်ကပန်းအိုးတဲ့ကိုရေလောင်းထည့်လိုက်တဲ့အခါပန်းအိုးပေါ်ကပန်းပွင့်တွေစီကနေငွေရည်နှံ့တွေတင်းပြန်လာပြီးလက်ပြလေးတွေပါပြန်တန်းရောက်ရှိလာကြတဲ့မျိုးနွယ်စုကောင်းဆောင်ကဒီပန်းအိုးကဒေါ်လာတန်း30တန်တယ်လို့သတ်မှတ်ပေးလိုက်တယ်တခါကောင်လေးရဲ့ဝမ်းခွဲကမိအိမ်ကိုယူလိုက်တဲ့အခါလိုက်ကာတွေအားလုံးကိုပိတ်ခိုင်းပြီးမိအိမ်ကိုထွန်းလိုက်တာနဲ့လူအားလုံးရဲ့ရှေ့မှာလှပတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာတာပေါ့ခေါင်းဆောင်ကတော့ဒီမိအိမ်ဟာအဖိုးတန်ဆုံးပဲလို့ချက်ချင်းကြေညာလိုက်ပေမဲ့ကောင်လေးမြင်နေရတာကတော့လုံးဝတခြားစီပဲအဲ့ဒီအမျိုးသမီးကသူမဘဝပြတ်သွားပြီဆိုပြီးအော်ဟစ်ငိုယိုနေတာကိုမြင်လိုက်ရလို့ဒီမိအိမ်ဟာတကယ်တော့ကျိန်စာတင်နေတာပဲဆိုတာကောင်လေးရိပ်မိသွားတယ်ဒါပေမဲ့မျိုးနွယ်စုကောင်းဆောင်ကတော့မိအိမ်ဟာဒေါ်လာတန်း300တန်တယ်လို့ဆုံးဖြတ်လိုက်တာကြောင့်ကောင်လေးကဒီမိအိမ်ကဘာမှမတန်တဲ့အမိုက်ပဲလို့ပြောပြီးတုတ်တချောင်းနဲ့မိအိမ်တွေကစီတွေကိုမှွေထုတ်ပစ်လိုက်တယ်အဲ့ဒီခါတခန်းလုံးမှာနန်စော်တဲ့အနံ့ဆိုးတွေပြည့်နေသွားပြီးမှပဲလူတိုင်းကကောင်လေးပြောတာအမှန်ပဲဆိုတာရိပ်မိသွားကြတော့တယ်အဲ့ဒီနောက်ကောင်လေးရဲ့အမေကတားဖြစ်သူပြောတဲ့အတိုင်းပကြီးကားအဟောင်းပေါ်ကိုရေလောင်းချလိုက်တဲ့တခဏအတွင်းမှာပဲပကြီးကားစီကနေရွှေအောင်လင်း